ဘုမို့တေမြဟုတ်ကဲ့ဗျပိဿနှလုံးသားရင်ဝင်တဲ့ပိဿကလည်းအပိကြတယ်ဟုတ်ကဲ့ဒါကြောင့်လဲတိတန်ရှင်ဝိုင်းခံအတန်ချိုချိုလေးနဲ့ပိဿနှလုံးသားတဲ့အရောက်ပို့တာအမတ်တမဝန်းပြောင်ဝန်းတာဖြစ်တယ်ဗျဟုတ်တယ်ဗျကဲဒီကကြတော့ဘာတချင်းများရွေးချယ်ထားလဲဒီကကြတော့ဟင်္ဒရာအောင်မြင့်ကြီးရဲ့လက်ရတဲ့ဘုတ်ပဲပေါ့အောင်မြင့်ကြီးရဲ့လက်ရဟုတ်ကဲ့ကဲပြောစမ်းပါအောင်ဗျတချင်းကတော့လွမ်းစရာဆွေးစရာလေးပါဗျဟုတ်ကဲ့တောင်တမန်အင်းကအလွမ်းရှင်ဟာအဲ့တချင်းရေးတော့ကျွန်တော်ပါတယ်ဟုတ်လားဇလန်းပြကျွန်တော်ပြောပြကဲပြောကြည့်ဇလန်းပြောပြဟုတ်ကဲ့အဲ့တောင်တမန်အင်းကျွန်တော်တို့သွားလဲတော့အဲ့ငတ်တမန်မှာဒီလေလောသမားလေးပေါ့ငတ်တမန်လော်တဲ့ကလေးရဝိုင်းခန့်ဩသူကဒီနေရာမှာတရုပ်ဆောင်ပေါ့ဒီမှာဝိုင်းခန့်တမန်ခတ်တာတမန်ခတ်လက်ခတ်ကဟိုးရန်ကုန်ရွှေမြို့တော်ကကောင်မချောချောလေးလုံးကြီးပေါက်လာကောင်မလေးတယောက်ရောက်လာလုံးကြီးပေါက်လာဆိုအဲ့ဒီမှာပါတယ်ပေါ့ပါတယ်ဩအေးချောချောလေးရောက်လာလဲပြီးရောအဲ့မှာတောင်တမန်အင်းမှာသူတို့ပြောမယ်ဆိုတောင်တမန်ရဲ့အလှအပလိုက်ကြည့်မယ်ဆိုငှက်တမန်လေးနော်မောင်ဝမ်းခံကိုငါပြီးတောင်တမန်အင်းလှဲ့ကြည့်ကြည့်အဲ့မှာကောင်မလေးကနေပြီးတော့တစ်ဖက်သက်သူ့ကိုစိတ်ဝင်စားပြီးတော့ကောင်လေးကိုချစ်ပါတယ်ဆိုပြီးပြောင်းခွင့်ပြောတော့အမငှက်တမန်နမလေးကသူ့ကိုတကယ်ချစ်တယ်မှပြီးတော့မောင်ဝမ်းခံကကောင်မလေးကိုပြန်ချစ်ပါလေရောဗျာနော်အဲ့တော့ဗျာပြန်လဲချစ်ကိုတိတ်မကြပါဘူးနော်နေ့ရက်3ရက်ကြာရောကောင်မလေးကရန်ကုန်ကိုပြန်သွားပြန်သွားလဲတော့ငှက်တမန်နမလေးမောင်ဝမ်းခံမျက်ရည်နဲ့မျက်ခွက်ဗျာအဲ့ဒီအစာဆုံးမင်းဆိုးလိုက်ပါလားပွင့်ကြော်ရဲ့တရားဆုံးလျက်ချက်ကရွှေရောင်ကြီးကကြတဲ့ခုလိုပမာရှင်ကိုလိုက်ပုတ်တဲ့တာယာပွဲတီးသွားတဲ့ဘုံနဲ့တန်စင်တွေထူးတွေ့လွယ်မပြေစရာဆွဲလန်းနေသူကိုသာအမြဲညွန်နေသူပါတောင်းတမဲရဲ့နဘီမှာသူအလားကိုဆောင်းလို့မျောမိရာကြီးမလေးဒုနကူစတွေ့ရင်စီချီရွှေချူးနဲ့ပြူပြီးပေးမိလို့ရနိုင်မှာမလဲကွာတနေ့တကြီးကရဲ့တဲ့လေးကိုနေရာဆုံးရောက်လိုက်ပို့ပြီးကကြည်ညူးစရာပါနိုင်လုံးစီတွေ့မိခဲ့သည်တောင်းတမဲကညိုနေပါJai ma se se nyen la ma Yung ji ya da li dwi gu da Nui ma chu ye ja yang la Be shin pian la ma le Yin ne ma do lai pu ni da Myo ga ngi lu da Dong na me in a luan shi maတရားဆုံးလျက်ချက်ကရွှေရောင်ကြီးကကြတဲ့ခုလိုပမာရှင်ကိုလိုက်ပုတ်တဲ့တာယာပွဲတီးသွားတဲ့ဘုံနဲ့တန်စင်တွေထူးတွေ့လွယ်မပြေစရာဆွဲလန်းနေသူကိုသာအမြဲညွန်နေသူပါတောင်းတမဲရဲ့နဘီမှာသူအလားကိုဆောင်းလို့မျောမိရာကြီးမလေးဒုနကူစတွေ့ရင်စီချီရွှေချူးနဲ့ပြူပြီးပေးမိလို့ရနိုင်မှာမလဲကွာတနေ့တကြီးကရဲ့တဲ့လေးကိုနေရာဆုံးရောက်လိုက်ပို့ပြီးကကြည်ညူးစရာပါနိုင်လုံးစီတွေ့မိခဲ့သည်တောင်းတမဲကညိုနေပါJai ma se se nyen la ma Yung ji ya da li
တော့လိုက်ပူနေတာညိုကငေးလို့သာတောင်းငမဲအေးငါအလွန်ရှိမှာ